manager တိုင်းက leader တွေဖြစ်ပြီလား manager တိုင်းက leadership skill တွေပြေဝနေတဲ့သူတွေလားမင်္ဂလာပါဒေလင်းကျော်ပါ I am Sian College က founder နဲ့ academic writer ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့မေးခွန်းလေးလို့ပေါ့ manager တိုင်းက leader တွေလား manager တိုင်းကခေါင်းဆောင်မှုစွမ်းရည်တွေပြေဝနေတဲ့သူတွေလားဒီနေ့အဲ့ခေါင်းစဉ်လေးတွေကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ applying leadership skill for the manager ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကလုပ်ငန်းခွင်ထဲမှာစီမံခန့်ခွဲမှုဆိုင်ရာခေါင်းဆောင်မှုဆိုင်ရာ position တွေယာထူးတွေတာဝန်ယူတဲ့သူတွေဆိုရင်ဒီနေ့ကျွန်တော်မျှဝေပေးမယ့်ခေါင်းစဉ်လေးကကိုယ့်အတွက်ထိရောက်မယ့်အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ခေါင်းဆောင်မှုအကြောင်းကိုပြောတဲ့အချိန်မှာစီမံခန့်ခွဲတဲ့ level မှာရှိတဲ့သူတိုင်း manager တိုင်းကခေါင်းဆောင်တွေဖြစ်ပြီလားခေါင်းဆောင်မှုစွမ်းရည်တွေ leadership skills တွေပြေဝနေတဲ့သူတွေဖြစ်ပြီလားအဲ့တော့ကျွန်တော်တို့ခေါင်းဆောင်မှုဆိုတာကိုကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့ဘယ်လိုနားလည်ထားသလဲခေါင်းဆောင်မှုဆိုတဲ့အရာကဘာလဲလုပ်ငန်းခွင်ထဲမှာတကယ်ခေါင်းဆောင်မှုအစစ်တွေကဘာတွေလဲခေါင်းဆောင်မှုဆိုတာကမွေးရပါရည်ချင်းနေလားဒါလေးတွေကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့ခေါင်းဆောင်မှုလို့ပြောတဲ့အချိန်မှာ leadership ဆိုတာဘာလဲတဲ့ခေါင်းဆောင်မှုဆိုတာဘာလဲခေါင်းဆောင်မှုဆိုတာကအရှင်းလင်းဆုံးနဲ့အတိတ်ပဲဖွင့်ဆိုရရင်ကျွန်တော်တို့သတ်မှတ်ထားတဲ့ဘုံရီမှန်းချက်တစ်ခုကိုရဖို့အတွက်ကိုလူတစုအဖွဲ့တစ်ဖွဲ့ကိုစေ့စော်မှုပေးရတဲ့အလုပ်ဖြစ်ပါတယ်ကျွန်တော်ထပ်ပြောပါမယ်ခေါင်းဆောင်မှုဆိုတာကကျွန်တော်တို့သတ်မှတ်ထားတဲ့ဘုံရီမှန်းချက်ပန်းနိုင်တွေကိုရဖို့လူတစုအဖွဲ့တစ်ဖွဲ့ကိုအဲ့ဒီအလုပ်တွေကိုရအောင်လုပ်နိုင်ဖို့စေ့စော်မှုပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ leadership လို့ပြောတဲ့အခါမှာအဲ့ဒီလူတွေပေါ်မှာကျွန်တော်တို့အနေနဲ့ထိရောက်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့ leadership skill ရှိဖို့လိုပါတယ် leadership skill ကိုကျွန်တော်တို့ definition အများကြီးဖွင့်လို့ရပြီမယ်ဒီနေ့မှာတော့ကျွန်တော် leadership skill အကြောင်းကိုကျွန်တော်ပြောတဲ့အခါမှာထိရောက်တဲ့စကားလုံးလေးတစ်လုံးနဲ့ကျွန်တော်မျှဝေပေးခြင်းပါတယ် leadership skill လို့ပြောရင်ကျွန်တော်နားလည်ထားတဲ့စကားလုံးပေါ့ leadership is influence ပေါ့ခေါင်းဆောင်မှုဆိုတာကျွန်တော်တို့သတ်မှတ်ထားတဲ့ဘုံကြီးမှန်းချက်တွေကိုတွားဖို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ပန်းနိုင်တွေကိုရဖို့အဲ့ဒီလူတွေကိုအလုံးလုံးချင်လာအောင်စေ့စော်တိုက်တွန်းပေးရတဲ့အလုပ်ဖြစ်တယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါကြောင့်မလို့အဲ့ဒီလူတွေပေါ်မှာခေါင်းဆောင်မှုလို့ပြောရင်ခေါင်းဆောင်မှုကလွှမ်းမိုးခြင်းပဲ influence အဲ့ဒီလူတွေပေါ်မှာလွှမ်းမိုးနိုင်တဲ့အချက်လက်ရှိမနေဘူးဆိုရင်မိတ်ဆွေအနေနဲ့ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေရှိမနေသေးဘူးလို့ကျွန်တော်တို့ယူဆမှာဖြစ်ပါတယ်ခေါင်းဆောင်မှုကိုကျွန်တော်တို့ပြောတဲ့အခါမှာ leadership ဆိုတာကinfluence ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘုံကြီးမှန်းချက်ပန်းနိုင်တွေကိုရဖို့တွားတဲ့အခါမှာစေ့စော်မှုပေးရတဲ့လွှမ်းမိုးခြင်းဆိုင်ရာကိစ္စဖြစ်ပါတယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ရဲ့သတ်မှတ်ထားတဲ့ direction တွေဥတီချက်တွေကိုတွားတဲ့အခါမှာ leadership is art ဖြစ်ပါတယ်ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေတဲ့စိတ်နေသဘောထားအခြေအနေအချက်လက်တွေနဲ့အများကြီးသက်ဆိုင်တယ်သူတို့ကိုတွန်းအားပေးရမယ်တဲ့သူတို့မှာရှိနေတဲ့သူတို့အလုပ်တွေကိုသူတို့လုပ်ဖို့အတွက်ကိုကျွန်တော်တို့က motivated ဖြစ်ဖို့လိုတယ်ပေါင်းဆက်ညီနိုင်ပြီးလုပ်နိုင်ဖို့ coordination တွေရနိုင်ဖို့အဲ့ဒီလူတွေပေါ်မှာကျွန်တော်တို့တိုက်တွန်းနှိုးဆော်ပေးတဲ့အလေးချိန်ကောင်းတွေရှိဖို့လိုပါတယ်ဒုတိယအချက်အနေနဲ့ကျွန်တော်တို့ခေါင်းဆောင်မှုကြောင်းကိုပြောတဲ့အခါမှာ leadership skill ဆိုတာကကျွန်တော်တို့လူရင်းတဲ့ပန်းနိုင်တွေကိုရဖို့အတွက်အဲ့ဒီလူတွေမှာရှိနေတဲ့အမှုချင်းကောင်းဆိုင်ရာတွေကိုတိုက်တွန်းနှိုးဆော်ပေးတဲ့အလေးချိန်ကောင်းတွေရှိဖို့လိုတယ်ဒါကြောင့်မလို့ခေါင်းဆောင်မှု skill အကြောင်းကိုပြောတဲ့အခါမှာကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီနေ့ဦးဆောင်နေတဲ့ manager တွေအနေနဲ့ကျွန်တော်မေးချင်တဲ့မေးခွန်းလေးတစ်ခုရှိပါတယ်ကို့မှာခေါင်းဆောင်မှုဆိုင်ရာကျွမ်းကျင်မှု leadership skill ရှိပြီလားနောက်တစ်ခုခေါင်းဆောင်ခြင်းကမွေးရပါလားတဲ့မွေးကလေးကခေါင်းဆောင်ဖြစ်ဖို့မွေးလာတဲ့သူလားတဲ့ခေါင်းဆောင်မှုဆိုင်ရာကျွမ်းကျင်မှု skill တွေကမွေးကလေးကပါလာတဲ့အရာတဲ့ခေါင်းဆောင်မှုဆိုင်ရာ skill တွေကမွေးကလေးကပါလာတဲ့အရာလားတဲ့ leadership skill ကကျွန်တော်တို့စီမှာပြုလုပ်ဆောင်ရွက်ကြတဲ့အရာမျိုးလား makes are born လားဒါကိုကျွန်တော်တို့သိဖို့လိုတယ်ခေါင်းဆောင်မှု skill အကြောင်းကိုပြောတဲ့အခါမှာတဲ့ခေါင်းဆောင်နေသည်တဲ့ထိရောက်တဲ့ခေါင်းဆောင်တစ်ခုဖြစ်ဖို့အတွက်ကိုတဲ့ကျွန်တော်တို့မွေးရပါမဟုတ်ပါဘူးတဲ့ခေါင်းဆောင်မှုကကျွန်တော်တို့လေ့ကျင့်သင်ယူခြင်းကနေလာတာတဲ့ဘလို့အချက်လက်တွေကိုလေ့ကျင့်သင်ယူဖို့ရတယ်လေတဲ့ဘလို့အချက်လက်တွေကခေါင်းဆောင်တွေမှာရှိနေတဲ့လေ့ကျင့်သင်ယူလို့ရတဲ့အချက်လက်တွေလေတဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်တို့ပန်းနိုင်နေကျွန်တော်တို့သွားခြင်းတဲ့လုပ်ငန်းတွေမှာရှိနေတဲ့ vision တွေ mission တွေကိုထိရောက်အောင်လုပ်ချင်တယ်ဆိုတဲ့စိတ်ချင်နေရှိဖို့ကျွန်တော်တို့ commitment ရှိဖို့လိုတယ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာကိုယ်ဒီဘယ် level မှာရှိနေလဲဘယ်လို role မှာရှိနေလဲဆိုတာကိုကျွန်တော်တို့အနေနဲ့ understand ဖြစ်ဖို့လိုတယ်မြင်မာတဲ့ integrity ရှိဖို့လိုတယ်တခုခုဆိုရင်ကိုယ်တိုင်ဥဆောင်ပြီးလုပ်ပြတတ်တဲ့လေ့ကျင့်ကောင်းတွေရှိဖို့လိုတယ်
ကျန်တဲ့လူတွေကိုလည်းကိုယ့်လိုလိုက်လုံချင်အောင်တိုက်တွန်းနှိုးဆော်တတ်တဲ့အလေးချိန်ကောင်းတွေရှိဖို့လိုတယ်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာထိရောက်တဲ့ communication ways တွေကိုကျွန်တော်တို့ထိထိရောက်ဆက်သွယ်နိုင်ဖို့လိုတယ်နောက်တစ်ခုကတော့ဖြစ်လာနိုင်တဲ့ risk တွေကိုလုံးလိုက်တဲ့အချိန်မှာမမြုံမှန်းလာနိုင်တဲ့ကြုံလာနိုင်တဲ့ challenges တွေကိုဖြတ်တန်းကျော်လွှားနိုင်ဖို့တာဝန်ယူတတ်တဲ့စိတ်အခြေအနေရှိဖို့လိုတယ်ပြဿနာတွေဖြစ်လာခဲ့ရင် problem solving skills တွေကို adapt ဖြစ်ဖို့လိုတယ်လက်ခံနိုင်ဖို့လိုတယ်ဖြေရှင်းနိုင်ဖို့လိုတယ်အဲ့ဒီအချက်လက်တွေကခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေနဲ့ပတ်သက်တဲ့ကျွန်တော်အခုဆွေးနွေးခဲ့တဲ့အချက်လက်တွေကခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်တွေနဲ့ပတ်သက်တဲ့အချက်လက်တွေဖြစ်တယ်အဲ့တော့ခေါင်းဆောင်မှုဆိုတာက leadership skill ဆိုတာကမွေးရပါရခြင်းမဟုတ်ဘူးတဲ့ကျွန်တော်တို့မှာရှိရမယ်လေ့ကျင့်သင်ယူလို့ရတဲ့အချက်လက်တွေဖြစ်ပါတယ်အခုကျွန်တော်ဆွေးနွေးခဲ့တဲ့အချက်လက်တွေကျွန်တော်မိတ်ဆွေ manager များမှာဒီအချက်လက်တွေရှိနေပြီလားမရှိသေးဘူးဆိုတော့ကျွန်တော်တို့လေ့ကျင့်သင်ကြားပြင်ဆင်ဖို့လိုပါတယ်ခေါင်းဆောင်ကောင်းတွေဖြစ်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်